မိုးရွာနေတဲ့နေ့မှာတောရိုင်းမဲမိသားစု9ကောင်ကကျိုးပဲ့နေတဲ့တရားအောက်မှာမိုးခိုနေကြတယ်။အဲ့ဒီအချိန်မှာရုတ်တရက်လက်သေးချွန်ကြီးတစ်ချောင်းပေါ်လာပြီးသူတို့စီကိုတဖြည်းဖြည်းနီးလာတဲ့ကြည့်လိုက်တော့ဗျိုင်းငံကြီးတစ်ကောင်ဖြစ်နေတယ်။ဘဲမိသားစုကကြောက်လန့်သွားပေမဲ့ဗျိုင်းကတော့တရားအောက်မှာအန္တရာယ်များတယ်ဆိုပြီးစိုးရိမ်ပေးတယ်လို့ပြောတယ်ပြီးတော့သူတို့ကိုသူ့တိုက်စီခေါ်သွားပြီးကာကွယ်ပေးမယ်လို့ဆိုတယ်။ရောက်သွားတဲ့နေရာကစွန့်ပစ်ထားတဲ့အိမ်အိုကြီးတစ်လုံးဘဲတွေကတတိထားပြီးဝင်သွားကြတယ်။ဗျိုင်းကသူ့မိမနဲ့မိတ်ဆက်ပေးရင်စကားတွေအများကြီးပြောနေတယ်။ဖေဘဲကထွက်ပြေးဖို့ကြိုးစားပေမဲ့ဗျိုင်းကတကားကိုပိတ်လိုက်ပြီးအရင်စားတော့ပြီးမှသွားပါလို့ပြောတယ်။ဘဲမိသားစုကလှုပ်ဝက်ပြီးလွတ်မြောက်ဖို့စီစဉ်နေတော့ဗျိုင်းကမိဖို့ကြောင့်ဓာကြီးထုတ်လာလို့အားလုံးလန့်သွားကြတယ်။ဒါပေမဲ့သူကသူ့ငယ်ဘဝစွန့်စားခန်းတွေကိုပြောပြဖို့သာဖြစ်နေတယ်။ညရောက်တော့ဘဲတွေပိုကြောက်လာကြတယ်။ဗျိုင်းမိသားစုကသူတို့ကိုစားမလားဆိုပြီးမအိပ်နိုင်ကြဘူး။ဖေဘဲကထွက်ပြေးဖို့လှုပ်တုံးဗျိုင်းနဲ့တိုက်မိသွားတယ်။ဗျိုင်းကညဘက်ဆိုတားရဲတွေအစာရှာထွက်တဲ့အချိန်ပဲလို့သတိပေးတယ်။အဲ့ဒီအချိန်မှာဘဲပေါက်လေးနှစ်ကောင်ကအပေါက်တစ်ခုကနေထွက်ပြေးဖို့ကြိုးစားရင်းပိတ်မိသွားတယ်။ရုတ်တရက်ငါးကြီးတစ်ကောင်ပေါ်လာပြီးသူတို့ကိုမျိုးဖို့ကြိုးစားတယ်။ဗျိုင်းကချက်ချင်းဝင်ခဲ့ပြီးငါးကြီးကိုဖမ်းတက်လိုက်တယ်။အဲ့ဒီတော့မှဖေဘဲကဗျိုင်းဟာသူတို့ကိုစားဖို့မဟုတ်ပဲတကယ်ကာကွယ်ပေးနေတာဆိုတာနားလည်သွားတယ်။ဗျိုင်းကငါးကိုမြောက်ပြပြီးမနှက်စာအစင်တင်မယ်လို့ပြောတယ်။ဒါပေမဲ့ဘဲပေါက်လေးတွေကတော့ကြောက်လွန်းလို့ဆောင်းအောက်ဝင်ပုန်းနေကြပြီးဖေဘဲကတညလုံးမအိပ်နိုင်ပဲမိသားစုကိုဒီခီးခေါ်လာမိတာနှောင်နေရနေခဲ့တယ်။